Samina ko bi. Don't want you in a little how to lose. No one share. Technique ko bi ya ba lo mle so ro ပွဲတက်တဲ့အချိန်မှာဝက်ဖို့အတွက်ဆွဲတက်စိန်စာမှာကိုပြီးဝက်လို့ရတဲ့ဟာပါရှိမလဲဆိုတော့တတ်ကြည့်မယ်။အဲ့ကဲ။အေးကိုကြီး ဘယ်နဲ့လာတာ မန်လေးရပဲအခုရောက်ချင်းကိုကြီးစီတန်းဝင်လာတာ ဟုတ်လားကိစ္စ ပွဲတစ်ခုသွားတာရှိရဲ့။လုံးဝနာမည်ကြီးတွေလည်းပါမှာဗျာ။တော်တော်လေးလာတဲ့လက်စွပ်တစ်ခုရယ်။ငကက်လေးရယ်ကျွန်တော်စီစဉ်ပေး။ငကက်ကတစ်ခုပဲနော်။တစ်စုံမတက်ဘူး ညီလာအချိန်ခါကောင်းမယ်အခု promotion ကလာနဲ့စုံနော် special promotion နဲ့လုပ်ပေးမယ်ညာလေးကြီးဒါအရန်လာတယ်စိန်ငါးမှုခိုင်းနဲ့လုပ်တာလေအလဲကရွှေလက်ထူရယ် ။တော်ကြီးရယ်နော်။ကျွန်တော်လက်နဲ့မသိတော့လောက်ဘူး။ကျွန်တော်လက်ကနည်းနည်းသေးလို့ โอเคရတယ်နောက်တစ်ခု ရွှေနဲ့လည်းတိတ်မကြိုက်ဘူး โอเคဒါဆိုညီလေးကိုအခုတစ်ခုပြောမယ်ဗျာနော်အခု special customize လုပ်ထားတဲ့ 3D ဆွဲရ design လေးတစ်ခုအခုပြပေးမယ် ။ဟာတော်တော်လာတယ်ဟော အရှမ်းလာတယ်ဒီဟာလေးကိုအခုပြမယ်ညီလေးကြိုက်သွားစေရသူ့ဆိုတော့မရှိဘူးโอเคဒီမှာညီလေး ဒီနန်းလေးတွေဟာဆိုတော်တော်မိုက်တယ်နော် တော်တော်မိုက်တယ်ဒါလေးကြိုက်တယ်ဆိုရင်ညီလေးတို့ special discount လေးလုပ်ပေးမယ် ယူလိုက်မ โอ ပြော เค တော့ ဝါဝတ်ကြည့်ပါ ကိုကျွန်တော်တက်များတကူးတကများလှုပ်ပေးထားတာဗျာ အဲ့လိုဖြစ်နေတာဘုံကညီလေးနာမည်နဲ့လှုပ်ထားသလိုပဲ လက်စွပ်ရပြီဆိုတော့ငကက်လေး โอเคငကက်လေးဟိုမှာငကက်ကောင်းတယ် ဟိုဘက်မှာโอเคငကက်ကူချာတပွင့်လေးတဲ့ဟိုမှာကြည့်လိုက်တာနဲ့အရန်တောက်မဲ့ဟာလေး โอเค နည်းနည်း main ကလေးဆန်နေမလားလို့ ဒီဟာလေးဆို ရွှေရောင်လေးနဲ့ အပေါ်ကအဖြူလေးနဲ့စိတ်တစ်ပွင့်လဲထိုင်ထားတယ်သိန်း40ကျော်ပဲ discount ချိုင်သိန်း30ကျော်ကျော်လေးပဲကြာတော့ စမ်းကြည့်မယ်โอ้ ဘလို့နေလဲညီလေး ကွက်တီပဲ လုံးဝမင်းသားပဲ စမ်းကြည့်သမင်းသားကိုပြီး စိတ်အတက်နဲ့လောက်ထားပြီလေ ဘောက်ချဖြတ်လိုက်တော့ကိုโอเค ဒီဒါလေးကတော့ဘောက်ချလေးအချင်းပါ ဟောဘောက်ချနှစ်ရွက်လုံးတွေထဲမှာ အနေနဲ့လုံးတဲ့ငကက်ထည့်တဲ့ဘူးလေးဒါကတော့လက်စွပ်ထည့်တဲ့ဘူးလေး promotion မှာလက်ဆောင်ပေးတဲ့အိတ် အော်အိတ်လေးโอเคဒီပဲထည့်ပေးလိုက်တော့ကိုကြီးကဲကိုပြီးတို့စိတ်ချရတဲ့ဇွတ်တက်ဆိုင်မှာတော့လက်စွပ်လေးနဲ့ဒီငကက်လေးဝယ်ခဲ့ပြီပေါ့နော်အခုတော့ပွဲတော့တက်တော့မယ်တော်တော်